City Bus အင်ဂျင်မြန်နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီလိုလုံးချင်းအိမ်လေးနဲ့မိမဆက်တပေးရလဲကြားပြီဆိုတော့ကျွန်တော်ဒီနေ့ဘယ်မျိုးနဲ့ဘယ်ရက်ကွက်မှာဘယ်လိုလုံးချင်းလေးနဲ့မိတ်ဆက်ပေးမယ်ဆိုတော့တစ်ချက်လောက်နားထောင်လို့တော့ဟုတ်ပါတယ်ကျွန်တော်အခုရောက်ရှိတဲ့နေရာကတော့မြောက်ဒဂုံမြို့နယ်ရဲ့28 VIP ထဲမှာရှိနေတဲ့ကျွန်တော်တို့အောင်ဒီပါလန်ထဲမှာရောက်နေတာပါအောင်ဒီပါလန်ဆိုရင်တော့ကျွန်တော်တို့ကပင်လုံဆေးရုံနဲ့နီးမယ်ကျွန်တော်တို့ပင်လုံရန်နဲ့နီးမယ်ဆရာဆန်လမ်းမရဲ့ကြော့ကတ်ကျွန်တော်တို့ဒီလုံးချင်းအိမ်လေးကဂုတ်ကွက်ဖြစ်သွားတဲ့အတွက်ကျွန်တော်ဆရာဆန်လမ်းမကြီးဆိုလို့ရှိရင်တစ်စစ်ချိုးတဲပေါက်ဖြစ်သွားမှာခင်ဗျသူရဲ့အနီးဆက်ဆုံးလိုင်းမကြီးဆိုလို့ရှိရင်ကျွန်တော်တို့ပြောင်းစုလမ်းမကြီးရှိမယ်ဆရာဆန်လမ်းမကြီးရှိမယ်ကျွန်တော်တို့မဟာဗန္ဓုလလမ်းမကြီးရှိမယ်ခင်ဗျပြီးတော့တခင်ပါစင်လမ်းမကြီးပေါ့နော်အဲ့လမ်းလေးခုနဲ့ဖွဲ့စည်းထားတဲ့28ပိုင်းလောက် VIP ရက်ကွက်ထဲမှာရှိနေတယ်အခုကျွန်တော်တို့မြင်တွေ့နေရတဲ့2.5 RC အသစ်ဆက်ဆက်လေးပေါ့နော်အားလေးတုံးနဲ့မိတ်ဆက်ပေးပါမယ် channel မလေးကတော့285အောင်ဒီပါလမ်းထဲမှာရှိတာပါသူရဲ့စာရက်စာတမ်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒရန်ခွဲစိတ်ထားပြီးသားအမီဘောက်ကနေရောင်းချမှာဖြစ်တဲ့အတွက်စာရက်စာတမ်းပိုင်းကတော့လုံးဝကင်းရှင်းပါတယ်ခင်ဗျ 100% clear ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါတွေရှင်းပြပြီဆိုတော့ကျွန်တော်အိမ်ထဲမှာဘယ်လိုလေးဖွဲ့စည်းထားလဲဆိုတာကိုတစ်ချက်ဝင်ကြည့်လိုက်အောင်ခင်ဗျဟုတ်နောက်တစ်ခုက channel မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ page ရပါတော့နော်22ပေ page 60ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့အိမ်ကိုတော့19ပေ page 40တော့စောက်ထားတယ်ကျွန်တော်နောက်ကိုတိုးပြီးစောက်ထားဖြစ်တဲ့အတွက်ဒီမှာဆိုရင်ကျွန်တော်ကားပါကင်ပေါ့နှစ်စီးစာကျွန်တော်ရမယ်ခင်ဗျနှစ်စီးစာကားပါကင်ကောင်းရမယ်အပြင်မှာကားတစ်စီးထားပြီးရက်လို့ရမယ်နော်အဲ့တော့ကျွန်တော်တို့အထဲမှာဘယ်လိုလေးပြင်ဆင်ထားလဲတစ်ချက်ဝင်ကြည့်အောင်ဟုတ်ဒါကျွန်တော်တို့အခုအထဲကိုမြင်တွေ့လိုက်ရတာကအိမ်ကအသစ်ဆက်ဆက်ပေါ့နော်အောက်မှာကျွန်တော်ကြွေပြခင်းထားပြီးသားဒီမှာအခုလာစင်ပေးထား decoration လေးနေပေါ့အောက်ထပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအခန်းရဲ့ဖွဲ့စည်းပုံက master တခန်းပါမယ် kitchen ကိုတခန်းပါမယ်ခင်ဗျဟုတ်ဒီဆက်လိုက်ကြည့်တော့ဒါကကျွန်တော်တို့အောက်ထပ်မှာရှိနေတဲ့ master တက်အခန်းကျယ်လေးပေါ့နော်ဘေးမှာတော့ဒီဘက်ချမ်းကတော့အိမ်မရှိဘူးခင်ဗျလေဝင်ထွက်ကောင်းတယ်အသစ်ဆက်ဆက်လေးအသစ်ကိုမှလိုချင်တဲ့သူတွေအတွက်ဆိုလို့ရှင်တော့ဒီလုံးလေးကတော်တော်လေးအဆင်ပြေပဲခင်ဗျဒါတော့ကျွန်တော်တို့အင်ရှင်မားတွေအတွက်မရှိမဖြစ်ကျွန်တော်တို့ kitchen room ပေါ့နော် kitchen room မှာဆိုရင်အောက်မှာ combine toilet တစ်ခုပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာတစ်ခုဘာလို့ကြားလဲဆိုပုံမှန်တိုင်းကျွန်တော်တို့ ground tank ကိုရှေ့မှာထားတာများတယ်အခုဒီပိုင်ရှင်အကူကတော့ ground tank ကိုနောက်ထဲမှာထည့်ထားပေးပါတယ်ခင်ဗျပတ်ချာလဲကျွန်တော်တို့ outline တွေခတ်ထားပေးပြီသားဟုတ်ကျွန်တော်တို့အပေါ်မှာအခန်းလေးတစ်ချက်လောက်တော့ကြည့်ရအောင်နော်ကျွန်တော်တို့ 2.5 RC မှာနောက်ဆုံးထပ်ဖြစ်တဲ့အပေါ်ဆုံးထပ်လေးပေါ့နော်ဒီထက်ရဲ့ပြူးချက်လေးကကျွန်တော်တို့အရှိမဝယ်နာပါမယ်ဆိုတော့အဝယ်လှမ်းတာကတော့ညဘက်အလုံးမိသားစုတွေနဲ့နားနေနေတာဆိုတော့တော်လေးပါနားနေတော့အဆင်ပြေနေရတယ်ဟုတ်ကျွန်တော်ပေါ်စီကနေကြည့်လိုက်ဒါဆိုရင်ဘုံဝင်ကြီးရှိတဲ့နေရာဘုံဝင်ကြီးကရန်တန့်တယ်ကျွန်တော်တို့ကဆရာဆန်လမ်းမရဲ့ကြောကတ်မှာရှိတော့သွားရေးလာရေးတော့ကိုတော့ဘာမှဘယ်မှပူစရာမလိုတော့ကျွန်တော်တို့တောင်တကုံဘက်ကိုသွားမလားတောင်းလာဘက်ကိုသွားမလားကျွန်တော်မြောက်ဒဂုံဘက်ရှေ့ဒဂုံဘက်သွားမလားဒီနေရာလေးကတော်တော်လေးဆင်ပြေတဲ့နေရာလေးခင်ဗျဒါဆိုရင်ကျွန်တော်ရှေ့ရဝယ်ရနာလေးကိုကျွန်တော်တစ်ချက်ပြပေးတာဒီမှာဆိုရင်အပေါ်မှာမဆာတော့မဟုတ်စင်ငယ်လုံးလေးတစ်ခန်းပါအောင်မယ်အပေါ်မှာတော့အခန်းလေးပဲတစ်ခန်းထည့်တယ်ဒါကျွန်တော်ခုနအပေါ်ဆုံးတက်ရဲ့ရှေ့မှာဝယ်ရနာပါမယ်အလယ်မှာစင်ငယ်လုံးတစ်ခန်းပါမယ်ဒါကနောက်ကဝယ်ရနာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ overhead တစ်ခုထားမယ်အဝိရှော်တာတို့ကျွန်တော်ပစ္စည်းတစ်ခုခုတွေထားချင်တာတို့နားနေမယ်ဆိုရင်ဒီအပေါ်ဆုံးတက်ရဲ့အာသာချက်ကဒီဟာလေးပဲခင်ဗျလို့ဆိုတော့နေလေးအရန်ပူနေတာဒီတစ်ခုလေးပဲဒီinformation လေးအချက်လက်လေးတော့ကျွန်တော်တစ်ချက်ပြန်ပြောပြပါတော့ဒီဟာလေးက28ပိုင်းလောက် VIP ရက်ကွက်ဆရာဆလမ်းမကြီးကြောကတ်ဆရာဆလမ်းမကြီးရဲ့တစ်စစ်ချိုတဲပေါ့ပြောင်စုလမ်းမကြီးအနီးမဟာဗန္ဓုလလမ်းမှာရှိနေတယ်28 VIP တဲ့က channel ဘတ် 928B ဂရန်ခွဲစိတ်ထားပြီးတဲ့အမည်ပေါ့ပေကျဲက22ပေပေ60မှာစောက်ထားတဲ့ 2.5 RC လေးဒီဟာလေးရောင်းစည်းလေးကအခေါ်စည်းလေးကတော့ကျွန်တော်တို့13500ခေါ်ထားပါတယ်နိုင်ငံညှိနှိုင်းလို့ရပါအောင်မယ်စားဆန်တန်တန့်နဲ့အိမ်ကောင်းကောင်းအိမ်အစ်စ်လိုချင်တယ်ဆိုရင်တော့ဒီနေရာလေးကိုလာအောင်ကြည့်ရှုဖို့တော့ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျအဲ့တော့ online နေပဲဖြစ်ဖြစ်ကျွန်တော်ရုံးကိုဆက်သွယ်ချင်တာပဲဖြစ်ဖြစ်ရုံးလိပ်စာလေးကတော့ကျွန်တော်တို့မြောက်ဒဂုံ31ရက်ကွက်တခင်ပါစင်လမ်းမှာ City Bus ရန်ကုန်ဆိုပြီးရုံးခန်းဖွင့်ထားပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးတွေကတော့399420 192 နဲ့39995083 9508083လုံးလေးတွေကိုလည်းဖုန်းဆက်မြင်ဆက်သွယ်လို့ရပါတယ်ခင်ဗျအားလုံးပဲကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ